ဇလန်အစမှာယွန်းလို့ခေါ်တဲ့အသက်19နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတင်ပါတယ်။သူမဟာနားမကြားစကားမပြောနိုင်တဲ့သူ့အမေနဲ့အတူပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနေပါတယ်။ယွန်းဟာသူ့အမေကိုစကားပြောတတ်အောင်ကြိုးစားပြီးသင်ကြားပေးနေပါတယ်။ဒါမှသူ့အမေတစ်ယောက်တည်းအပြင်ထွက်ရင်တခြားသူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်လို့ပါ။ယွန်းရဲ့အဖေကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆုံးပါးသွားပါပြီ။အခုတော့မိသားစုမှာမိခင်နဲ့သမီးနှစ်ဦးတည်းသာရှိပြီးတဦးနဲ့တဦးမိကိုအားထားနေကြပါတယ်။သူတို့ဟာဆင်းရဲပေမဲ့ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ယွန်းရဲ့အမေကမုတ်ဖတ်ထုတ်ကိုအရန်ကြိုက်တာကြောင့်ကျောင်းကပြန်လာတိုင်းယွန်းဟာသူ့အမေအတွက်မုတ်ဖတ်ထုတ်ယူလာဖို့အမြဲတေချာဂရုစိုက်ပါတယ်။တစ်ဖက်မှာလည်းယွန်းက Cosmos ပန်းပွင့်တွေကိုအရန်ချစ်တာကြောင့်သူ့အမေက Cosmos ပန်းတွေကိုအမြဲခူးပြီးသူ့ကိုပေးလိရှိပါတယ်။ဒီအသေးအမွှားလေးတွေမှာပဲသူတို့နှစ်ဦးပျော်ရွှင်မှုကိုရှာတွေ့ကြပါတယ်။ဒါပေမဲ့ပန်းပွင့်တွေကလည်းနာကျင်မှုခံစားရတယ်လို့ယွန်းကယုံကြည်တာကြောင့်သူ့အမေကိုပန်းကူးတာရက်ဖို့တားမြစ်ခဲ့တာပါ။သူတို့နှစ်ဦးစလုံးကအိမ်စရိတ်တွေအတွက်အလုပ်လုပ်ကြပါတယ်။ယွန်းရဲ့အမေကအထည်ချုပ်စက်ရုံမှာအလုပ်လုပ်ပြီးယွန်းကကော်ဖီဆိုင်တစ်ခုမှာအချိန်ပိုင်းလုပ်ပါတယ်။ငယ်ရွယ်တဲ့သမီးဖြစ်သူအလုပ်လုပ်နေရတာကိုမြင်ပြီးသူ့အမေကစိတ်မကောင်းဖြစ်ရပါတယ်။သမီးကိုအလုပ်မလုပ်ဖို့အမြဲတိုက်တွန်းပြီးဖခင်ရဲ့နာမကျန်းဖြစ်စဉ်ကရခဲ့တဲ့အကျွေးတွေလည်းဆက်ပြီးပြီလို့တတိပေးလိရှိပါတယ်။ဒါပေမဲ့ယွန်းကသူ့အမေကိုစိတ်မပူစေချင်တာကြောင့်ရေမောပြီးပဲပေါ့ပေါ့ပါပါနေလိုက်ပါတယ်။ယွန်းရဲ့အမေမှာပန်းနာရင်ကြက်ရှိတာကြောင့်သူတက်တာစေဖို့အတွက်ဆေးဖက်ဝင်လက်ဖက်ရည်အမျိုးမျိုးကိုအွန်လိုင်းကနေမှာယူလိရှိပါတယ်။တနေ့မှာယွန်းရဲ့ကျောင်းတငယ်ချင်းတွေကသူမအလုပ်လုပ်တဲ့နေရာကိုလာလည်ကြပါတယ်။အဲ့ဒီခါမှာယွန်းဟာကျောင်းတက်တာကိုရက်လိုက်ပြီးဆိုတာဖော်ပြလိုက်ပါတယ်။သို့တော့သူ့အမေတန်တရားမဖြစ်စေဖို့ကျောင်းဝတ်စုံနဲ့အိမ်ကထွက်သွားလိရှိပါတယ်။ဒီအပြင်ယွန်းဟာအစိုးရအလုပ်စာမေးပွဲအတွက်ပြင်ဆင်နေတယ်ဆိုတာလည်းဖော်ပြထားပါတယ်။ဒီနှစ်တော့မအောင်မြင်ခဲ့ပေမဲ့နောက်နှစ်မှာအပြေအဝပြင်ဆင်ပြီးထပ်မံဖြေဆိုဖို့စီစဉ်ထားပါတယ်။တစ်ဖက်မှာလည်းယွန်းရဲ့တငယ်ချင်းတွေကအလွန်ပံ့ပိုးပေးကြပါတယ်။သူမကိုအားပေးပြီးလိုအပ်တဲ့စာအုပ်တွေကိုပါဝယ်ပေးကြပါတယ်။တနေ့မှာသူ့အမေအလုပ်မှာလက်ထိခိုက်သွားတယ်ဆိုတာကြားလိုက်ရတဲ့အခါယွန်းဟာမျက်ရည်တွေနဲ့သူ့အမေစီပြေးသွားပါတယ်။သူ့အမေရဲ့လုပ်ဖော်ကိုင်ဘက်တဦးကဆေးရုံကိုခေါ်သွားပြီးပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက်ယွန်းကသူ့ကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။နောက်တစ်နေ့မှာယွန်းရဲ့အမေဟာသူ့သမီးတပ်ပုံကိုကြည့်ပြီးပြုံးနေတာကိုတွေ့ရပါတယ်။အဲ့ဒီလုပ်ဖော်ကိုင်ဘက်ကရောက်လာပြီးသူ့သမီးကအရန်လာတယ်လို့ပြောပါတယ်။ယွန်းရဲ့အမေကသူ့ရဲ့နှက်ခမ်းလှုပ်ရှားမှုတွေကိုဖတ်ပြီးရေမောကလက်ဟန်ခြေဟန်နဲ့သူဖခင်နဲ့တူတယ်လို့ပြန်ဖြေပါတယ်။ဒါပေမဲ့အဲ့ဒီလူကသူပြောတာကိုနားမလည်တော့မဟုတ်မကြားနိုင်နားမလည်နိုင်ဘူးလို့ယူဆလိုက်ပါတယ်။ဒီလိုတွေးပြီးသူကယွန်းဟာအခုအရွယ်ရောက်ပြီဖြစ်ကြောင်းရဲရဲတင်းတင်းပြောဆိုပြီးသူ့ကိုလက်ထပ်ဖို့အကြံပြုပါတယ်။သူမကိုအခြားဘယ်သူမှမပေးနိုင်တဲ့ပျော်ရွှင်မှုမျိုးပေးနိုင်မယ်လို့ထပ်ပြောရင်းရေမောလိုက်ပါတယ်။ဒါပေမဲ့ယွန်းရဲ့အမေကအားလုံးကိုနားလည်သွားပြီးဒေါသတကြီးနဲ့အဲ့ဒီလူကိုပြင်းပြင်းထန်ထန်ပါရိုက်လိုက်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်တွေကတကယ်ကိုရုပ်မှဆက်ဆုပ်စရာကောင်းပါတယ်။သူဟာယွန်းကိုပထမဆုံးမြင်တွေ့ချိန်ကတည်းကမကောင်းတဲ့ရည်ရွယ်ချက်နဲ့စောင့်ကြည့်နေခဲ့တာပါ။အဲ့ဒီနေ့ညနေပိုင်းမှာအဲ့ဒီလူကယွန်းအလုပ်လုပ်တဲ့နေရာကိုသွားပြီးညဉ့်ညမ်းတဲ့အကြည့်နဲ့သူမရဲ့ခြေထောက်တွေကိုစိုက်ကြည့်နေခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးနောက်မှာတော့ယွန်းကိုသူ့စိတ်ထဲကနေမထုတ်နိုင်ခဲ့ပါဘူး။အထူးသဖြင့်သူအရက်မူးနေချိန်မှာပေါ့။တစ်ဖက်မှာလည်းယွန်းကအဲ့ဒီနေ့အလုပ်ကနေနောက်ကျမှပြန်လာခဲ့ပါတယ်။လမ်းတွေကလူရှင်းနေပြီးအဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးအဲ့ဒီလူကသူ့မနောက်ကနေလိုက်ပါတော့တယ်။ခဏကြာတော့ယွန်းဟာသူ့နောက်မှာတယောက်ရှိနေတယ်ဆိုတာခံစားမိပြီးစိတ်ပူပန်စွာနဲ့လမ်းလျှောက်တာကိုအရှိန်မြင့်လိုက်ပါတယ်။အဲ့ဒီလူကသူ့မနောက်ကိုလိုက်လာပြီးနောက်ဆုံးမှာတော့နောက်ကနေဖမ်းချုပ်လိုက်ပါတယ်။သူမကိုလေကွင်းရဲ့လူသူကင်းမဲ့တဲ့ထောင်တနေရာကိုဆွဲခေါ်သွားပြီးသူ့ရဲ့ရိုင်းဆိုင်တဲ့ဆန္ဒတွေကြောင့်သူမကိုအတမချင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူဟာဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့လုပ်ရက်ကိုကျူးလွန်ပြီးနောက်မှာတော့ယွန်းကိုမျက်လုံးချင်းဆိုင်ပြီးတယောက်ကိုပြောရင်မင်းမေကိုလည်းအဲ့ဒီလိုပဲလုပ်မယ်လို့ချိန်ချောက်ခဲ့တာကပိုပြီးယုံမှာပါတယ်။တစ်ချိန်တည်းမှာပဲယွန်းရဲ့အမေဟာသမီးအိမ်မပြန်သေးတာကြောင့်စိုးရိမ်ပူပန်လာခဲ့ပါတယ်။ညနေလာတဲ့အထိမပြန်လာတာကြောင့်စိတ်ပူပြီးသမီးကိုလိုက်ရှာဖို့ထွက်သွားခဲ့ပါတယ်။လူသူကင်းမဲ့တဲ့နေရာမှာယွန်းရဲ့အမေကိုတယောက်တည်းမြင်လိုက်ရတဲ့အခါရုံမာပြီးအပြစ်ရှိတဲ့အတွေးတွေကသူ့စိတ်ထဲကိုတဖန်ပြန်ဝင်လာပါတော့တယ်။သူထပြီးယွန်းရဲ့အမေစီလျှောက်သွားပါတယ်။မခံမရက်နိုင်အောင်နာကျင်မှုနဲ့ကြောက်မက်ဖွယ်ရာတွေကိုခံစားနေရတဲ့ယွန်းဟာဒီတစ်ချိန်မှာတော့သူ့အမေအတွက်အလားတူယုံမာတဲ့ရည်ရွယ်ချက်တွေကိုသူ့မျက်လုံးတွေထဲမှာမြင်လိုက်ရပါတယ်။သူမရဲ့နောက်ဆုံးအားအင်တွေကိုစူးစီးပြီးထပ်လိုက်ကအနီးနားကကြောက်တုံးတုံးကိုဆွဲယူကအဲ့ဒီလူရဲ့ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်လိုက်ပါတယ်။အဲ့ဒီတန်ရာကြောင့်ယုံမာတဲ့လူဟာချက်ချင်းပဲအသက်ဆုံးရှုံးသွားခဲ့ပါတယ်။နောက်မြင်ကွင်းမှာယွန်းဟာလူတက်မှုနဲ့အဖမ်းခံရတာကိုတွေ့ရပါတယ်။သူမဟာကိုကာကွယ်ရင်းလုပ်ခဲ့တာဆိုတဲ့ခိုင်လုံတဲ့အထောက်အထားကိုရဲတွေကမတွေ့ရှိခဲ့ပါဘူး။ရဲတွေကသူမရဲ့ထွက်ဆိုချက်ကိုယုံကြည်ရင်တော့ဥပဒေအရသက်သေအထောက်အထားလိုအပ်ပါတယ်။ရလက်အနေနဲ့ဒီအမှုကိုကိုယ်တိုင်ကာကွယ်မှုအဖြစ်သတ်မှတ်မခံရတော့ဘဲလူတက်မှုအဖြစ်သတ်မှတ်ခံရပါတယ်။ယွန်းကိုကယ်တင်ဖို့အတွက်သူမရဲ့ရှေ့နေကလူအများရှိထွက်အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှပါဝင်ပြီးသူမရဲ့အခွင့်အရေးတွေအတွက်တိုက်ပွဲဝင်ဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့ယွန်းကမထောက်ခံခဲ့ပါဘူး။သူမနဲ့ပတ်သက်တဲ့ဘာကိုမှဘယ်သူမှသိစေချင်စိတ်မရှိပါဘူး။အကူအညီမဲ့ဆင်းရဲတဲ့အမျိုးသမီးတစ်ယောက်လိုတနာတဲ့အကြည့်မျိုးနဲ့အကြည့်ခံရတာကိုမလိုချင်တော့ပါဘူး။သူမမွေးဖွားလာချိန်ကတည်းကလူတွေကသူမကိုဒီလိုပဲကြည့်ခဲ့ကြပြီးသူမမခံနိုင်တော့ပါဘူး။သူမရဲ့အမေကိုလည်းအလားတူပဲရှင်းပြခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်မိခင်နဲ့သမီးနှစ်ဦးစလုံးအကူအညီမဲ့စွာငိုကြွေးကြရပါတယ်။
ရက်အနှဲငယ်ကြာပြီးနောက်တရားခွင်ကြားနာမဲ့နေ့ရောက်လာပါတယ်။တပ်တွေအထောက်ထားမလုံလောက်မှုကြောင့်တရားရုံးကရုံးကိုလူတက်မှုကျူးလွန်တဲ့အတွက်ထောင်ဒဏ်9 နှစ်ချမှတ်လိုက်ပါတယ်။စီရင်ချက်ကြားလိုက်ရတဲ့အခါရုံးရဲ့အမေကလက်အုပ်ချပြီးတောင်းပန်ပါတယ်ပြီးတော့သူ့သမီးကိုဖတ်ပြီးငိုကြွေးလိုက်တာကြောင့်အဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းမျက်ရည်ဝဲခဲ့ရပါတယ်။နောက်ပိုင်းမှာရုံးကိုအကျဉ်းထောင်ထဲကအခန်းတစ်ခုစီခေါ်သွားခဲ့ပြီးအဲ့ဒီမှာတခြားမျိုးသမီး9 ဦးကလည်းသူတို့ရဲ့ပြစ်ဒဏ်တွေကိုကြခံနေကြတာပါ။ရုံးဝင်လိုက်တာနဲ့မိန်းကလေးတဦးကအခန်းထဲဝင်တဲ့အခါရုံးရဲ့ခန္ဓာကိုယ်နဲ့အနှဲငယ်ထိမိသွားရုံနဲ့သူမကိုဆူဆူရွရွရိုက်နှက်ပါတော့တယ်။ရုံးအရိုက်ခံနေရတာကိုမြင်တော့တခြားကျင်းသူတွေကဝင်တားပြီးမိန်းကလေးကိုရက်ခိုင်းလိုက်ပါတယ်။တညလုံးရုံးဟာသူ့အမေကိုတွေးပြီးအများကြီးငိုကြွေးခဲ့ပါတယ်။သူမအမေနဲ့ခွဲခွာရတာဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။နောက်တနေ့မနက်မှာအကျဉ်းသူအားလုံးအတူတူစားတောက်ကြပါတယ်။သူတို့တွေဟာရုံးထင်ထားသလောက်မဆိုးကြပါဘူး။သူတို့တယောက်ချင်းစီမှာကိုယ်ပိုင်ဇလန်းတွေရှိကြပါတယ်။ဒါပေမဲ့သူတို့တဲကတယောက်ကထူးခြားနေပါတယ်။သူမကတခြားသူတွေနဲ့မတူဘဲပန်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ရုံးကသူမကိုမေးမြန်းတဲ့အခါသူမကအကျဉ်းထောင်တစ်ခုလုံးမှာအကောင်းဆုံးအကျဉ်းသူဖြစ်ကြောင်းပြန်ဖြေပါတယ်။သူတို့ထဲမှာစွန်ကြီးလို့လူတိုင်းခေါ်တဲ့အကြီးအကဲအကျဉ်းသူတဦးလည်းပါပါတယ်။ရုံးထမင်းမစားတာကိုသတိထားမိတော့စွန်ကြီးကသူမကိုညင်ညင်တသာရှင်းပြပါတယ်အချိန်တန်ရင်ဒီမှာနေသားကျသွားလိမ့်မယ်လို့ပြောပါတယ်ထမင်းမစားရင်အလုပ်လုပ်ဖို့ခွန်အားရှိမှာမဟုတ်ဘူးလို့ရုံးကိုပြောပါတယ်အကျဉ်းသူတွေကအကျဉ်းထောင်ထဲမှာလုပ်တဲ့အလုပ်အတွက်လစာရတယ်လို့လည်းရုံးကိုပြောပြပါတယ်ရုံးကအကျဉ်းထောင်ထဲမှာလစာအများဆုံးအလုပ်ကပြုပြင်ရေးအလုပ်ဖြစ်တယ်ဆိုတာသိလိုက်ရတဲ့အခါအဲ့ဒီအလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအလုပ်ကအရန်ခက်ခဲပေမဲ့သူမရွေးချယ်ခဲ့တာပါခဏကြာတော့အကျဉ်းသားအားလုံးသူတို့ရဲ့သတ်မှတ်ထားတဲ့အလုပ်တွေစီထွက်ခွာသွားကြပါတယ်။အဲ့ဒီမှာအမျိုးသမီးတဦးကရုံးကိုငယ်ရွယ်ပြီးလှပတဲ့အတွက်စိုက်ကြည့်နေပါတယ်။အကျဉ်းဦးစီးအရာရှိကအကျဉ်းသားစရင်စစ်ဆေးတဲ့အခါရုံးဟာအသစ်ဖြစ်ကြောင်းသတိပြုမိပြီးသူမရဲ့အကျဉ်းသားနံပါတ်က2393ခုဖြစ်ကြောင်းပြောပြပါတယ်။အလုပ်ချိန်ပြီးလို့လူတိုင်းစုဝေးတဲ့အခါရုံးကအကျဉ်းဦးစီးအရာရှိကိုသူမဘယ်တော့လစာရမလဲလို့မေးပါတယ်။ဒါကိုကြားတော့အရာရှိကသူမကိုပတ်စံရမှာမဟုတ်ဘူးလို့ပြက်ပြက်တသားပြောပါတယ်။ရုံးကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းပြီးသူမဟာအကျဉ်းသားတစ်ယောက်သာဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။အဲ့ဒီညမှာတခြားအကျဉ်းသားတွေအိပ်ပျော်နေချိန်မှာရုံးကတောက်တနေရာမှာတိတ်တဆိတ်ထိုင်ပြီးငိုနေတာပါမကြခင်စွန်ကြီးကသူမစီလာပြီးသူမဟာလူ9ဦးကိုတက်လို့ထောင်ကျနေတာဖြစ်ကြောင်းပြောပြပါတယ်။သူမမှာသားတဦးရှိခဲ့ဘူးပြီးအရက်မူပြီးကားမောင်းတဲ့လူတဦးကတက်ပစ်ခဲ့တာပါ။လက်စားချေတဲ့အနေနဲ့စွန်ကြီးကအဲ့ဒီလူရဲ့မိသားစုတစ်ခုလုံးကိုမိရှုတက်ခဲ့တာပါသူလုပ်ခဲ့တာကိုအလွန်အောင်လိုက်ရတယ်လို့ဝန်ခံပါတယ်သူမရဲ့ခံစားချက်တွေကိုပွန့်ပွန့်လင်းလင်းဖော်ပြဖို့ရုံးကိုအကြံပေးပါတယ်ဒါဟာစိတ်ချမ်းသာမှုရဖို့တစ်ခုလေးသောနီးလန်းဖြစ်ကြောင်းပြောပါတယ်သူတို့စကားပြောနေစဉ်မှာစွန်ကြီးဟာတည်တံချမှတ်ခံထားရပြီးအဲ့ဒီနေ့ရက်နီးလာနေပြီဆိုတာလည်းသိလိုက်ရပါတယ်စွန်ကြီးရဲ့စကားတွေကိုနားထောင်ပြီးနောက်ရုံးဟာသူ့အမေစီစတဆောင်ရေးပါတယ်အဲ့ဒီစာထဲမှာသူ့အစဉ်ပြေကြောင်းနဲ့စိတ်မပူဖို့ပြောခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးရုံးဟာအကျဉ်းထောင်ဘဝနဲ့ဖြည်းဖြည်းချင်းနေသားတကျဖြစ်အောင်စူးစမ်းစပြုလာပါတယ်။သူမဟာအလုပ်ကိုတဖြည်းဖြည်းတင်ယူပြီးအခန်းထဲကတခြားမျိုးသမီးတွေနဲ့ပုံမပွန့်ပွန့်လင်းလင်းပြောဆိုဆက်ဆံလာပါတယ်။ရက်အနည်းငယ်ကြာတော့ရုံးရဲ့အမေဟာသူမအကြိုက်ဆုံးအစားအစာကိုယူလာပြီးလာတွေ့ပါတယ်။ဒါပေမဲ့အဆောင်ကအပြင်ကအစားအစာကိုအတွင်းထဲယူလာခွင့်မရှိဘူးလို့ပြောပါတယ်။ဒါကရုံးကိုပြဿနာဖြစ်စေနိုင်လို့ပါပဲ။အချိန်ကြာကြီးခွဲခွာနေရပြီးနောက်သူ့သမီးကိုမြင်ရတဲ့အတွက်သူမအယမ်းပျော်ရွှင်နေပါတယ်။ရုံးရဲ့အမေကစကားမပြောနိုင်သူဖြစ်ပေမဲ့သူ့နာမည်ကိုခေါ်လိုက်တာကိုကြားလိုက်ရတဲ့အခါရုံးလည်းအလွန်စိတ်လှုပ်ရှားခဲ့ရပါတယ်မတိတဲ့လူတစ်ယောက်ရဲ့ရမက်ကြောင့်တစ်ချိန်ကပျော်ရွှင်ခဲ့တဲ့မိသားစုလေးဟာပျက်စီးသွားခဲ့တာကြောင့်သူတို့နှစ်ဦးစလုံးမျက်ရည်ကျကတဦးကိုတဦးကြည့်နေကြပါတယ်နောက်တနေ့မနက်မှာရုံးရဲ့ကျမကြီးကပိုဆိုးလာပြီးအိယာကမထနိုင်တော့ပါဘူးဆရာဝန်နဲ့တိုင်ပင်ပြီးနောက်သူမကိုဝင်ရှိနေကြောင်းသိလိုက်ရပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါရုံးတုန်လှုပ်သွားပါတယ်သူမဘဝရဲ့အဆိုးရွားဆုံးနဲ့အနာကျင်ဆုံးအဖြစ်ပြက်ပြီးနောက်ရှေ့ဆက်ဖို့ကြိုးစားနေခဲ့ပေမဲ့ဘဝကသူမကိုအရင်နေရာကိုပြန်ခေါ်လာခဲ့ပါပြီသူမရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့သူရဲ့ကလေးကိုအခုကိုဝင်လွယ်ထားရတာပါတခြားဘာမှမတွေးပဲသူမဟာအကျဉ်းထောင်ကနေထွက်ပြေးပြီးသူ့အမေကိုပွေ့ဖက်ကအော်ဟစ်ငိုခြင်းစိတ်သာရှိတော့ပါတယ်သူမဂိတ်စီပြေးသွားပြီးတကားကိုဖွင့်ဖို့ကြိုးစားပါတယ်အော်ဟစ်ငိုယိုရင်းသူ့အမေကိုခေါ်နေပါတယ်ရုံးရဲ့အခြေအနေကိုမြင်တော့ရဲတွေကချက်ချင်းတားဆီးပြီးမှောက်မိုက်တဲ့အခန်းထဲမှာပိတ်ထားလိုက်ပါတယ်ခဏအကြာမှာရုံးရဲ့အခန်းဖော်တွေလည်းသူမကိုဝင်ရှိနေတာကိုသိလိုက်ရပါတယ်သူတို့အားလုံးရုံးအတွက်အယမ်းစိုးရိမ်လာကြပါတယ်ဘာလို့လဲဆိုတော့သူမကအမေတယောက်ဖြစ်ဖို့အယမ်းငယ်သေးတာကြောင့်ရဲ့ဒုတိယအနေနဲ့ကလေးကအဲ့ဒီမရင်းကျင်းတဲ့လူရဲ့ကလေးဖြစ်နေတာကြောင့်ပါနောက်တနေ့မှာစွန်ကြီးကရုံးရဲ့ခေါင်းကိုသူ့ပေါင်ပေါ်တင်ပြီးဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ခွန်အားနဲ့ရင်ဆိုင်ရမယ်လို့ချစ်ခင်စွာပြောပြပါတယ်မကြခင်မှာစွန်ကြီးဟာရုံးကိုဂရုစိုက်ပြီးအခန်းထဲပြန်ခေါ်လာပါတယ်ခဏကြာတော့ပထမဆုံးနေ့မှာရုံးကိုရိုက်နှက်ခဲ့တဲ့အဲ့ဒီမိန်းကလေးကသူမကိုထပ်မံရိုက်နှက်ပြီးမရိမှုကရတဲ့ကလေးကိုဘာလို့ပိုက်ထဲမှာလွှဲထားရတာလဲလို့တောင်းဆိုမေးမြန်းပါတယ်အဲ့ဒီအခါမှာတခြားကျင်းသူတွေရောက်လာပြီးရုံးကိုရိုက်နှက်တာကိုတားဆီးလိုက်ပါတယ်အဲ့ဒီမိန်းကလေးရဲ့အပြုမူကသူမရဲ့ကိုယ်ပိုင်အခြေအနေတွေကြောင့်ဖြစ်လာခဲ့တာဖြစ်ပြီးသူ့ဇလန်းကရုံးနဲ့ဆင်တူနေတာကိုသိလိုက်ရပါတယ်
ရက်တွေဆက်တိုက်ကုံဆုံးသွားပြီးယွန်းဟာသူ့အမေနဲ့တွေ့ဆုံတာကိုရပ်လိုက်ပါတယ်။သူ့အမေတည်သွားရင်စိုးရိမ်လိမ့်မယ်လို့ထင်လို့ပါပဲ။သူ့အမေကနေတိုင်းလာတွေ့ပေမဲ့ယွန်းကတွေ့ဆုံဖို့ငြင်းဆန်ပါတယ်။ယွန်းရဲ့အမေကသမီးဖြစ်သူကသူ့ကိုဘာလို့တွန်းထုတ်နေမှန်းနားမလည်နိုင်ပဲအယမ်းစိတ်မကောင်းဖြစ်ရပါတယ်။တနေ့မှာတခြားအခန်းကအမျိုးသမီးအကျဉ်းသူတွေရောက်လာပြီးယွန်းကိုချင်းချောက်စတင်လှုပ်ဆောင်ပါတယ်။တစ်ချိန်တည်းမှာအမျိုးသမီးတဦးကချင်းကပ်လာပြီးအိမ်သားကိုသူ့နဲ့အတူလိုက်ခဲ့ဖို့ပြောပါတယ်။ဒီအမျိုးသမီးဟာပထမဆုံးနေ့ကလေးကယွန်းကိုဆွဲဆောင်နေခဲ့ပြီးသူ့ကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ဖို့အဲ့ဒီကိုခေါ်သွားခြင်းခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစွန်ကြီးရောက်လာပြီးအကျဉ်းသူရဲ့သပင်ကိုဆွဲပြီးချင်းချောက်လိုက်ပါတယ်။သူမကအဲ့ဒီမှာနောက်ထပ်လူတက်မှုတစ်ခုကျူးလွန်ရင်တော့သူ့ပြစ်ဒဏ်ကတေတံပဲဖြစ်နေအောင်မလို့ပြောပါတယ်။အဲ့ဒီနေ့ကစပြီးလူတိုင်းကကြောက်ရွံ့မှုကြောင့်ယွန်းနဲ့အဝေးမှာပဲနေကြပါတော့တယ်။ရက်တွေကုန်လွန်လာတာနဲ့အမျှယွန်းဟာကိုဝင်ရဲ့ဝင်ထုတ်ဝင်ပိုးကိုမခံနိုင်တော့ပါဘူး။တနေ့မှာသူမပိုက်ကိုဖန်ကွဲစတစနဲ့ထိခိုက်အောင်လုပ်ဖို့ကြိုးစားပါတယ်။ဒါကိုမြင်တော့အဲ့ဒီဒေါသထွက်နေတဲ့မိန်းကလေးကသူမကိုစတင်အောင်ဟစ်ပါတယ်။ကလေးကိုမလိုချင်တာနဲ့ကိုမတက်ဖို့သူမသတိပေးလိုက်ပါတယ်။လူတိုင်းစုဝေးပြီးသတင်းမီဒီယာတွေရဲ့အကူအညီကိုယူတင်ကြောင်းယွန်းကိုအကြံပေးပါတယ်။ဘာလို့လဲဆိုတော့ပြည်သူလူထုကသူမကိုကူညီနိုင်လိမ့်မယ်လို့ထောက်ပြပါတယ်။ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ9 နှစ်တောင်ထောင်ထဲမှာနေရတာဟာဘဝရဲ့အဖိုးတန်ချိန်တွေကိုဖြုံးတီးရရောက်တယ်လို့ပြောပြကြပါတယ်။ဒါပေမဲ့ယွန်းကသဘောမတူပါဘူး။ဒီမှာ9 နှစ်ဖြုံးတီးဖို့ခံနိုင်ပေမဲ့သူမတစ်ကမ္ဘာလုံးကိုဒီလိုဖော်ထုတ်ပြီးဘဝရဲ့ကြန့်ရှိတဲ့အချိန်တွေကိုရှက်ရွံ့စွာနေထိုင်ရတာကိုမခံနိုင်ပါဘူး။အခုတော့ကြန့်ရှိတဲ့တစ်ခုတည်းသောရွေးချယ်စရာကတရားရုံးကိုပြန်လည်စစ်ဆေးဖို့တောင်းဆိုချက်ပို့ဖို့ပါပဲ။တရားသူကြီးကယွန်းရဲ့ကိုဝင်ကြောင့်သူမရဲ့ဘက်ကဆုံးဖြတ်ပေးနိုင်ခြေရှိပါတယ်။ယွန်းကိုဝင်ရှိနေတဲ့အတွက်ပင်ပန်းတဲ့အလုပ်ကနေတက်တာခွင့်ပေးထားပြီးအပြင်ကနေယူလာတဲ့ဆေးဝါးတွေကိုစီမံခန့်ခွဲတဲ့ပေါ်ပါတဲ့အလုပ်တွေကိုလုပ်ခိုင်းပါတယ်။သူ့အမေနဲ့မတွေ့ပေမဲ့ယွန်းဟာသူ့အမေစီအချိန်မှန်စာတွေရေးပြီးစိတ်မပူဖို့ပြောလေးရှိပါတယ်။ယွန်းရဲ့စာတွေကိုဖတ်ပြီးသူ့အမေကအမြဲစိတ်လှုပ်ရှားလေးရှိပါတယ်။တနေ့မှာအလုပ်လုပ်နေစဉ်ယွန်းဟာရုတ်တရက်မခံမရက်နိုင်အောင်ပိုင်းနာလာပါတယ်စစ်ဆေးကြည့်တဲ့အခါယွန်းဟာကိုဝင်6 လရှိနေကြောင်းတွေ့ရှိရပါတယ်သူ့ဘိုက်ကတိတ်မကြီးပေမဲ့ကလေးကအရွယ်စားသေးနေသေးပေမဲ့လုံးဝကျန်းမာပါတယ်ကလေးရဲ့နှလုံးခုန်တန်ကိုကြားလိုက်ရတဲ့အခါယွန်းစတင်ငိုကြွေးပါတော့တယ်ဘာလို့လဲဆိုတော့အမှန်တရားကသူမဟာသူ့ကလေးကိုတတ်ဖို့စစ်တမျိုးကိုတောက်နေခဲ့တာဖြစ်ပြီးဒါကိုအပြင်ကပစ္စည်းတွေယူလာစဉ်ဝန်ထမ်းတွေစီကနေဖွက်ထားခဲ့တာပါအခန်းထဲပြန်ရောက်တဲ့အခါလူတိုင်းကဆရာဝန်ဘာပြောလဲလို့မေးကြပါတယ်။ယွန်းကသူမကိုဝင်6 လရှိနေကြောင်းအားလုံးကိုပြောပြလိုက်ပါတယ်။နောက်တနေ့ကစပြီးလူတိုင်းကသူမကိုပို့ပြီးဂရုစိုက်စပြုလာပြီးအလုပ်လုပ်စရာမလိုအောင်တေချာဂရုစိုက်ကြပါတယ်။ရက်တွေကုန်လွန်သွားပြီးနောက်ဆုံးမှာပြန်လည်စစ်ဆေးမဲ့နေ့ရောက်လာပါတယ်။တရားသူကြီးကယွန်းကိုသူ့ရဲ့နောက်ဆုံးစကားပြောဖို့အခွင့်အရေးပေးပါတယ်။ယွန်းကသူမဟာအဲ့ဒီလူကိုတက်ခဲ့သူဖြစ်ကြောင်းပြောပြီးစတင်ခဲ့ပါတယ်။ဘသူယုံသည်ဖြစ်စေမယုံသည်ဖြစ်စေအဲ့ဒီလူကသူမကိုဘလို့ကြောက်စရာကောင်းတဲ့အရာတွေလုပ်ခဲ့လဲဆိုတာသူမသိတယ်လို့ပြောပါတယ်။သူမကအဲ့ဒီအတွက်ပြစ်ဒဏ်ကိုခံယူဖို့အစဉ်သင့်ရှိကြောင်းလည်းထပ်ပြောပါတယ်။သူမဟာ9 နှစ်ဒါမှမဟုတ်10 နှစ်ထောင်ဒဏ်ကျခံနိုင်ပေမဲ့သူ့အမေကိုတယောက်ကဂရုစိုက်ပေးဖို့သာတောင်းဆိုခဲ့ပါတယ်။စကားဆုံးတော့ယွန်းဟာလူတိုင်းရှိမှငိုကြွေးခဲ့ပါတယ်။ယွန်းပြောသမျှအားလုံးကိုနားထောင်ပြီးနောက်တရားသူကြီးကသူမရဲ့မူလ9 နှစ်ထောင်ဒဏ်စီရင်ချက်ကိုဖျက်သိမ်းပြီးထောင်ဒဏ်1 နှစ်သာချမှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုကြားလိုက်ရတဲ့အခါရှိသမျှလူတိုင်းရဲ့မျက်နှာပေါ်မှာအပြုံးတွေပေါ်လာခဲ့ပါတယ်။ဒီနောက်မှာရက်တွေကုန်လွန်စပြုလာပြီးယွန်းရဲ့ဘိုက်ကဖြည်းဖြည်းချင်းကြီးလာပါတော့တယ်။လူတိုင်းကသူမကိုအထူးဂရုစိုက်ကြပါတယ်။တနေ့မှာသူမအခန်းဖော်ကိုခေါမန်စပန်းပွင့်ကိုအရန်တွေ့ကျင်ကြောင်းပြောပြပါတယ်။သူ့အမေကသူ့ကိုအမြဲယူလာပေးလေးရှိကြောင်းပြောပြခဲ့ပါတယ်။အပြင်ထွက်ပြီးပန်းတွေယူလာလို့မရတာကြောင့်အဲ့ဒီညမှာလူတိုင်းကတယောက်ပြီးတယောက်တိတ်တိတ်လေးထားပြီးရေချိုးကန်းတစ်ခုလုံးကိုခါဆော့စပန်းပုံတွေနဲ့ဖြည့်ဆည်းပေးလိုက်ပါတယ်။ယွန်းမနဲ့မိုးလင်းတော့နိုးလာပြီးဒီအံ့အားသင့်စရာကိုမြင်လိုက်ရတဲ့အခါဒီလုပ်ရက်ကိုချစ်မြတ်နိုးပြီးအရန်ပျော်ရွှင်သွားခဲ့ပါတယ်။နောက်မြင်ကွင်းမှာလူတိုင်းကယွန်းရဲ့ကလေးအတွက်သူတို့ရဲ့အဝတ်စားတွေကိုဖျက်တောက်ပြီးခြေအိတ်တွေနဲ့အဝတ်တွေကိုလှုပ်ဝက်စွာလုပ်နေတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့အချင်းထောင်ထဲမှာတခြားပစ္စည်းတွေမရှိနိုင်လို့ပါဒီတင်မကပဲသူတို့ကကလေးအတွက်နာမည်တောင်ရွေးချယ်ပြီးသားဖြစ်ပါတယ်။ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကလေးကိုဘိုနီလို့နာမည်ပေးမှဖြစ်ပြီးအဲ့ဒီအတိတ်ဘယ်ကအားနည်းသူတွေကိုကာကွယ်ခြင်းဖြစ်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကအဲ့ဒီဒေါသအမြဲထွက်နေတဲ့မိန်းကလေးကပါသူ့အလုပ်ကနေပစ္စည်းတွေယူလာပြီးကလေးအတွက်အယုတ်တရုတ်ပြုလုပ်ပေးခဲ့ပါတယ်။ပျော်ရွှင်မှုနဲ့ကျဉ်းနာမှုဟာလူတိုင်းရဲ့နှလုံးသားထဲမှာရှိနေပေမဲ့ဘဝကဒဏ်ရာတွေအများကြီးပေးခဲ့တာကြောင့်သူတို့ရဲ့နှလုံးသားတွေကကြောက်တုံးလိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ကလေးရောက်လာမဲ့ပျော်ရွှင်မှုကြောင့်လူတိုင်းဟာဖြည်းဖြည်းချင်းပြောင်းလဲစပြုလာကြပါတယ်။တနေ့မှာလူတိုင်းအလုပ်သွားနေချိန်ယွန်းတယောက်တည်းအခန်းထဲမှာရှိနေပါတယ်။ရုတ်တရက်မိဘဝေဒနာစတင်ခံစားလာရပါတယ်။အဲ့ဒီနောက်သူမကသူ့အခန်းဖော်တွေအတွက်ရေးထားတဲ့စာတွေကိုသူတို့ရဲ့အဆွဲတွေထဲထည့်ထားလိုက်ပါတယ်။ပြီးတော့သူမဆေးတစ်မျိုးတောက်ပြီးကျမ်းပြင်ပေါ်မှာလဲလျောင်းနေလိုက်ပါတယ်။အခြားသူတွေအလုပ်ပြီးလို့ပြန်လာတဲ့အခါယွန်းကိုကျမ်းပြင်ပေါ်မှာတတိမေ့မျောနေတာကိုတွေ့လိုက်ရပါတယ်။လူတိုင်းထိတ်လန့်သွားပြီးသူမကိုထူဖို့ကြိုးစားရင်းငိုကြွေးကြပါတယ်။အဆောင်တွေကိုချက်ချင်းခေါ်လိုက်ပြီးယွန်းကိုဆေးရုံကိုအလင်းအမြန်ပို့လိုက်ပါတယ်။အချိန်ကြာကြီးတိုင်အောင်ယွန်းတတိမရသေးပါဘူး။ဆရာဝန်တွေကသူမကိုညှစ်ထုတ်ဖို့တိုက်တွန်းနေကြပြီးသူမရဲ့အသက်နဲ့ကလေးရဲ့အသက်နှစ်ခုစလုံးအန္တရာယ်ရှိနေကြောင်းသတိပေးနေပါတယ်။ဒါပေမဲ့ယွန်းကစိတ်မပါပဲဆက်လက်တုံ့ပြန်ခြင်းမရှိပါဘူး။ဘလို့ပဲဖြစ်ဖြစ်ဆရာဝန်တွေကကလေးကိုကယ်တင်နိုင်ခဲ့ပေမဲ့ယွန်းရဲ့အခြေအနေကစိုးရိမ်ရဆဲပါ။
တစ်ချိန်တည်းမှာပဲအကျဉ်းထောင်ထဲမှာတော့လူတိုင်းကယွန်းသူတို့အတွက်ထားခဲ့တဲ့စာတွေကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီစာထဲမှာယွန်းကသူမအသက်ရှင်မရှင်မသိတာကြောင့်နှုတ်ဆက်စကားထားခဲ့တာဖြစ်ကြောင်းရေးသားထားပါတယ်။သူမကိုပြသခဲ့တဲ့ချစ်ချင်းမေတ္တာနဲ့ဂရုစိုက်မှုတွေအတွက်တယောက်ချင်းစီကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။စာကိုဖတ်ပြီးနောက်လူတိုင်းစိတ်ထိခိုက်ကြေကွဲရပါတော့တယ်။တစ်ဖက်မှာလည်းယွန်းရဲ့အမေကိုသူ့သမီးဆေးရုံတက်ရကြောင်းအကြောင်းကြားခဲ့ပါတယ်။သူမချက်ချင်းအဲ့ဒီကိုပြေးသွားခဲ့ပေမဲ့ယွန်းကသတိမေ့မျောနေခဲ့တာပါ။လအများကြီးကြာပြီးနောက်မိခင်တူကသူ့သမီးကိုနောက်ဆုံးတော့မြင်လိုက်ရပေမဲ့ဒီလိုအခြေအနေမျိုးနဲ့ပါသူမကယွန်းကိုရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဖက်ထားပြီးသူ့ကိုယ်သူမထိန်နိုင်ပဲအချိန်ကြာကြီးငိုကြွေးနေခဲ့ပါတော့တယ်။အဲ့ဒီနောက်ရုပ်ရှင်ကလှပတဲ့ပန်းဥယျာဉ်ကြီးတစ်ခုစီပြောင်းသွားပါတယ်။အဲ့ဒီမှာမိသားစုနဲ့အတူပျော်ရွှင်စွာရေမောကစားနေတဲ့မိန်းကလေးငယ်တူရှိနေပါတယ်။သူမကယွန်းရဲ့သမီးလေးဖြစ်ပြီးအခုတော့တခြားမိသားစုကမွေးစားထားတာပါ။နောက်ဆုံးမြင်ကွင်းမှာယွန်းရဲ့အမေအဝတ်တွေမိပူတိုက်နေတာကိုတွေ့ရပါတယ်။သူ့ဘေးမှာအစိုးရအလုပ်အင်တာဗျူးအောင်လက်မှတ်တစ်ခုရှိနေပါတယ်။ရုတ်တရက်တယောက်ကသူ့ကိုမေမေလို့ခေါ်လိုက်ပါတယ်။သူမကအတန်လာရစီလှည့်ကြည့်ပြီးနှွေးထွေးစွာပြုံးပြလိုက်ပါတယ်။သူမကိုမေမေလို့ခေါ်လိုက်သူကဘယ်သူလဲဆိုတာကိုရုပ်ရှင်ကဖော်ပြမထားပါဘူး။ပြန်ကောင်းလာပြီးအိမ်ပြန်ရောက်လာတဲ့ယွန်းလားဒါမှမဟုတ်သမီးဖြစ်သူကိုဆုံးရှုံးရတဲ့ဝမ်းနည်းမှုကြောင့်စိတ်ထိခိုက်နေတဲ့ယွန်းရဲ့အမေကအဲ့ဒီအရာတွေကိုစိတ်ကူးရင်နေတာလားဆိုတာတော့ပရိသတ်တို့ကိုယ်တိုင်ပဲခံစားဆုံးဖြတ်ကြရမှာပါ။